ဟုတ်ထားပါအမြဲတမ်းအလိုက်တသိရှိတဲ့သူတယောက်အပေါ်သူကပေါ်ပါတယ်အချိန်မရွေးသူဒီကလူသမားရနိုင်တယ်လို့ထင်ပြီးတန်မိုးမထားသလိုဆက်ဆံတာခံရတဲ့အခါသူကတိတ်တိတ်ဆိတ်ဆိတ်လေးတဲ့ခြေတလန်းနဲ့နောက်ဆုတ်သွားပါလိမ့်မယ်အမြဲတမ်းဒီကကွန်လက်တက်တဲ့သူတယောက်အပေါ်သူကလွယ်ပါတယ်တောင်းပန်လိုက်ရင်ကြည်သွားတာပဲလို့ယူဆပြီးအကြိမ်ကြိမ်စော်ကားတာခံရတဲ့အခါသူကငြိမ်ငြိမ်သက်သက်လေးပဲတလန်းချင်းနောက်ဆုတ်သွားပါလိမ့်မယ်အမြဲတမ်းအရေးတကြီးအမျက်တနုချစ်တဲ့သူတယောက်ပေါ်သူ့ချစ်တွေကလွယ်လွယ်လေးရနိုင်တာပဲလို့အကြိမ်ကြိမ်လစ်လူရှုဥပက္ခပြုတာခံရတဲ့အခါသူကအေးအေးဆေးဆေးလေးပဲခြေတလန်းချင်းနောက်ဆုတ်သွားပါလိမ့်မယ်အချိန်တစ်ခုကြာလာတဲ့အခါတင့်အပေါ်အလိုက်တသိရှိတဲ့လွန်းနဲ့တီးခံခွင့်လွှတ်ပေးတဲ့အရေးတကြီးချစ်မြတ်နိုးတဲ့သူတယောက်ဟာတင့်ဘဝတွေကနေတင်ထင်မှတ်မထားတော့အောင်ဝေးကွာသွားတဲ့အနေအထားမှာရောက်နေပါလိမ့်မယ်ကြောလေးတစ်ချက်ခိုင်းလိုက်ရုံနဲ့သစိမ်းပြင်းလို့အေးဆက်ဝေးကွာသွားပါလိမ့်မယ်ဒါကြောင့်ကိုရရှိနေတဲ့အလိုက်တသိရှိမှုလေးတွေတီးခံခွင့်လွှတ်ပေးမှုလေးတွေရေးတကြီးချစ်မြတ်နိုးနေမှုလေးတွေကိုတန်ဖိုးထားပေးသေးချင်ပါလေအရာတိုင်းမှာအကန့်အသတ်ဆိုတာရှိနေတယ်လို့ပါစကားတစ်ခွန်းမပြောခင်မှာဒီစကားကိုပြောတင်ရဲ့လားမပြောတင်ဘူးလားဆိုတာကိုခဏလေးစဉ်းကျင်ကြည့်ဖို့တကယ်လိုအပ်ပါတယ်ပြောတင်မပြောတင်မစင်မကျင်မဲ့ပြောချင်ရာတွေအထင်ချုပ်မရှိပြောမိတဲ့အခါကိုယ့်ရဲ့တန်ဖိုးနဲ့အစဉ်အတန်းကိုနှိမ့်ချလိုက်တယ်လို့ဖြစ်သွားတတ်ပါတယ်လူတစ်ယောက်ရဲ့စိတ်တဲ့အစဉ်အတန်းကိုသူပြောလိုက်တဲ့စကားတွေကနေလမ်းမြင်နေရတတ်ပါတယ်တချို့ကပေါ်လေးရှားပြားကလေးကနေပြောချင်ရရှောက်ပြောနေတာမြင်ရရင်ဆက်ပြီးနားထောင်ခြင်းစိတ်မရှိတော့အောင်အထင်သေးသွားမိတတ်ပါတယ်တချို့ကြတော့လည်းအကြွားတန်တန်လေးပြောတတ်လွန်းလို့စိတ်ပြက်လက်ပြက်ညီငွေ့စရာသာကောင်းနေတတ်ပါတယ်တချို့လူတွေကြတော့သူတို့နဲ့စကားပြောနေရရင်ကိုစိတ်လက်ချမ်းသာပြီးအကြည်တက်ကလေးတွေတိုးစီသလိုဘဝတုဒ္ဒအသိပညာလေးတွေလည်းတိုးစီပါလေအဲ့ဒီလိုကလျာဏမိတ်တမျိုးနဲ့တွေ့ကြုံဆောင်ရတာဟာဘဝရဲ့ကံကောင်းတဲ့ဆုလက်တစ်ခုလည်းဖြစ်ပါတယ်